အားလုံးကိုမင်္ဂလာပါလို့သခင်ရှုရဲ့နာမ၌နှုတ်ခွန်းဆက်တာပါတယ်ဒီနေ့ကျွန်တော်ပူကြီးရွာမှာရောက်နေတဲ့အချိန်မှာအိမ်ပါနေရင်းနဲ့အေးစိနေရင်းနဲ့ကျွန်တော်ခွန်အားရတဲ့အကြောင်းအရာလေးတစ်ခုကိုဝေငှချင်ပါအဲ့ဒီအကြောင်းအရာကတော့အလုတ်ဖို့ပြင်းနေသူပါတဲ့ဆင်းရဲမယ်အဲ့ဒီအတိတ်ပဲရဆိုတော့တုတ်တန်ချခန်းကြီး18အငယ်9ပါအလုံးလုံးတော့အခါပြင်းဤတို့သည်မိမိဥစ္စာကိုအချီးနှိကုံစီတတ်သောသူနှင့်ညီကိုတော်ပေ၏ဆိုတော့ဘာကြောင့်ပြင်းကြတာလဲအလုံးလုံးဖို့ဘာကြောင့်ပြင်းကြတာလဲဆိုတော့ကျမ်းစာကပြောလဲဆိုတော့စစ်မှန်သောပညာမရှိသောကြောင့်ဒီတစ်ပါးနှုတ်ကပတ်တော်ကိုမနာခံတော့ကြောင့်နှုတ်ကပတ်တော်ရဲ့ဖွင့်ပြခြင်းတွေကိုမသိတော့ကြောင့်အဲ့တော့ဘာဖြစ်လာလဲဆိုတော့စိတ်မှန်တဲ့ပညာမရှိဘူးနှုတ်ကပတ်တော်ဖွင့်ပြခြင်းကိုမနာခံဘူးဆိုလို့ရှိရင်အချိန်တန်ဖျားပေးမှာပဲအချိန်တန်လို့ရှိရင်ဖျားခင်ငါ့ကိုကြွေးမှာပဲဆိုပြီးတော့မှမှားယွင်းတဲ့ခိုလုံကူးစားမှုလို့ခေါ်တယ်မှားယွင်းသောခိုလုံကူးစားမှုတွေဖျားခင်ကိုမိုင်မဲစွာဖြင့်ဘုရားကိုခိုလုံကူးစားမှုတွေဖြစ်လာတယ်။အဲ့တော့စစ်မှန်တဲ့ပညာနဲ့နှုတ်ဘတော်ကမလာတဲ့ခိုလုံကူးစားခြင်းကတော့ပြင်းကြီးတက်ပဲဖြစ်သွားတတ်ပါတယ်။ဘုရားလုပ်ပေးလို့ရှိရင်အကုန်ရတယ်။ငါတို့ဘာမှလုပ်เสียမလို့တော့ဘူး။ကျေးဇူးတော်ကြောင့်ထိုင်နေလဲစားနေရတာပဲလို့ယူဆလာတာကအဲ့ဒါကတော့ယူဆချက်မမှန်ပါဘူးเนาะ။ယူဆချက်မမှန်ပါဘူး။ချို့ကတော့အလုတ်ရှိတာကိုတော့မလုပ်တော့ပဲနဲ့ဘုရားအားကိုးပြီးတော့မှစိတ်ကူးရှင်နေတတ်တဲ့လူတွေလည်းရှိတယ်ဘုရားကြွေးတာပဲစားမယ်ယုံကြည်ခြင်းနဲ့ပဲအသက်ရှင်တော့မယ်ဆိုပြီးတော့မှရောင်ဝါးဝါဖြစ်သွားတာရောင်ဝါးဝါလုပ်နေကြတာဒီဟာဘုရားခင်နှုတ်ကပတ်တော်ကလာတော့မဟုတ်ဘူးစစ်မှန်တဲ့ယုံကြည်ခြင်းလည်းမဟုတ်ဘူးစစ်မှန်တဲ့ပညာလည်းမဟုတ်တဲ့ကြောင့်တော့ပြင်းချင်းတက်ပဲဖြစ်ပါတယ်အဲ့တုတ်တန်ကပြောကြတယ်ပြင်းချင်းကိုဖျားခင်နှုတ်ပတ်တော်နဲ့အကာအကွယ်မယူပါနဲ့နော်အလိုလိုတက်ကမှပြင်းနေတဲ့သူကမမျိုးဥစ္စာကိုအထီးနီးကုံစီတဲ့သူနဲ့ညီကိုတော်ပေတယ်လို့ဖျားခင်ကပြောထားတယ်တုတ်တန်ကလည်းပြောထားတယ်အဲ့တော့ကျွန်တော်တို့မပြင်းပါနဲ့အလိုလိုကြပါနော်အဲ့တော့ယုံကြည်သူတွေပြင်းရဖို့အတွက်ဘုရားကတွန်းအားပေးနေတာမဟုတ်